အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ရဲ့ AHM 2D channel ကနေပြီးတော့ကိုများအားလုံးကိုနှွေးထွေးစွာကြိုဆိုလိုက်ပါတယ်နော်ကိုများအားလုံးပဲဒီဗီဒီယိုလေးကဆိုလို့ရှိရင်တော့ကျွန်တော်တို့28ရက်4လ2025ကနေပြီးတော့2ရက်5လ2025အထိကိုကျွန်တော်အနေနဲ့တိတ်စာရက်တွေကိုစူးစီးပြီးတော့တင်ဆက်ပြသပေးထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်နော်ဒါကြောင့်မလို့ကိုမတို့အနေနဲ့ကနော်ဒီဗီဒီယိုထဲမှာမိမိတို့လိုချင်တဲ့အတိတ်စာရက်တွေပါလာခဲ့တယ်ဆိုလို့ရှိရင်တော့တကားတဲ့စခွန်ရှော့ရိုက်ပြီးတော့ယူထားပြီးပါနော်တကယ်လို့ကိုမတို့လိုချင်တဲ့အတိတ်စာရက်တွေကဒီဗီဒီယိုထဲမှာပါမလာခဲ့သေးဘူးဆိုလို့ရှိရင်တော့ဒီဗီဒီယိုရဲ့ comment ထဲမှာကျွန်တော်ရဲ့ Telegram channel link ကိုချပေးထားပါတယ်အဲ့ဒီ channel လေးကိုလည်းမ join ရသေးဘူးဆိုလို့ရှိရင်တခါတည်းတော့ရောက်ပြီးတော့ join ခဲ့ကြပါဦးလို့ပြောလိုက်ပြစီဗျာနော်အပြည့်လို့ join ခိုင်းတာလဲဆိုလို့ရှိရင်ကိုမတို့အနေနဲ့ကနော်ကျွန်တော်ရဲ့ Telegram channel လေးကိုတော့ရောက်ပြီးတော့ join ထားမယ်ဆိုလို့ရှိရင်အပတ်တိုင်းအတွက်အတိတ်ဆိုင်ရဲ့အစုံအနေနဲ့နောက်ပြီးလို့ရှိရင်နေ့တိုင်းအတိတ်ဆိုင်ရဲ့အစုံလင်းကိုနောက်ပြီးလို့ရှိရင်နေ့တိုင်းခဏန်းတွေကိုတော့တခါတည်းဖရီးကြည့်ရှုရမှာပဲဖြစ်ပါရဲ့နော်ဒါကြောင့်မို့လို့ကိုမတို့အနေနဲ့ကကျွန်တော်ရဲ့ Telegram channel လေးကိုမ join ရသေးဘူးဆိုလို့ရှိရင်တခါတည်းတော့ရောက်ပြီးတော့ join ခဲ့ကြပါဦးလို့ပြောလိုက်ပြစီဗျာနော်ဒီဗီဒီယိုထဲမှာမိမိတို့လိုချင်တဲ့အတိတ်ဆိုင်တွေပါလာခဲ့တယ်ဆိုရင်တော့ subscribe short ရယူထားပေးပါနော်ပါမလာခဲ့သေးဘူးဆိုလို့ရှိရင်တော့နော်ဒီဗီဒီယိုရဲ့ comment ထဲမှာကျွန်တော်ရဲ့ Telegram channel link ကိုချပေးထားပါတယ်အဲ့ဒီ channel လေးကိုတော့ရောက်ပြီးတော့ join ထားကြပါဦးလို့လည်းတခါတည်းပြောလိုက်ပါစီခင်ဗျာအောင်ပါလေလေကျွနဲ့ချွေတပြေနုခက်ဝေရွှေရလာမလို့တောင်းစုပန်ချွေကဘာမြေအမိပြုတဲ့လူတို့အားလုံးကြမှာချမ်းပါလေအောင်ပါလေလေကျွနဲ့ချွေတပြေနုခက်ဝေရွှေရလာမလို့တောင်းစုပန်ချွေကဘာမြေအမိပြုတဲ့လူတို့အားလုံးကြမှာချမ်းပါလေဗမာနိုင်ငံတော်ဝဲမင်းတစ်ထက်ကုန်တယ်လေပိုက်ရှိလေမှာဆင်းရဲတာမကြံပဲလူရဆန္ဒပြေဝစေအောင်ပါလေဗမာနိုင်ငံတော်ဝဲမင်းတစ်ထက်ကုန်တယ်လေပိုက်ရှိလေမှာဆင်းရဲတာမကြံပဲလူရဆန္ဒပြေဝစေအောင်ပါလေရွှေမတည်းရဲ့စေနာမြစ်ပြဝဲဝဲပြလိခါချွေမြတ်ပြည်တိုင်းပေါင်းကြောက်စီတိုင်းအောင်ပါလေစီးပွားရေးရဲ့ကြီးပွားရေးရဲ့အမိသားရေးလေအောင်ပါလေစီးပွားရေးရဲ့ကြီးပွားရေးရဲ့အမိသားရေးလေအောင်ပါလေသဘုတ်တော်မှာလှူထောင်းမဲ့သူတွေအောင်ပါလေမင်္ဂလာရမြလက်ထမဲ့သူတွေအောင်ပါလေသဘုတ်တော်မှာလှူထောင်းမဲ့သူတွေအောင်ပါလေမင်္ဂလာရမြလက်ထမဲ့သူတွေအောင်ပါလေရွှေရည်ကြားလောင်းလို့လေကောင်းပြန်တဲ့မောင်နေပြီနာဝဲဟုတ်ကဲ့ကိုမများအားလုံးပဲပေါ့နော်ဒီဗီဒီယိုထဲမှာအခုကိုမတို့လိုချင်တဲ့အတိတ်စာရက်တွေပါလာခဲ့တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဗီဒီယိုရဲ့အစမှာပြောခဲ့သလိုပဲတခါတည်းစခွန်ရှော့ရိုက်ပြီးတော့ယူထားပေးပါနော်တကယ်လို့ကိုမတို့လိုချင်တဲ့အတိတ်စာရက်တွေကဒီဗီဒီယိုထဲမှာပါမလာခဲ့သေးဘူးဆိုလို့ရှိရင်နော်ဒီဗီဒီယိုရဲ့ comment ထဲမှာကျွန်တော်ရဲ့ Telegram channel link ကိုချပေးထားပါတယ်အဲ့ဒီ channel လေးကိုလည်းမ join ရသေးဘူးဆိုလို့ရှိရင်ကိုမတို့အနေနဲ့ကတခါတည်း join ခဲ့ကြပါဦးလို့နော်အဲ့ဒါမို့လို့ကိုမတို့အနေနဲ့ကပါနော်ဒီ
ဒီဗီဒီယိုထဲမှာမိမိတို့လိုချင်တဲ့အတိတ်စာတွေပါလာခဲ့တယ်ဆိုရင်တော့ subscribe ရယူထားပေးပါနော်